Hello, minasan, konnichiwa. Di dynamic ပေါ့နော်သင်ခန်းစာနေ့ရဲ့ exercise လေးတွေကိုလုပ်ကြည့်ပြီးသွားပြီလားမသိဘူးเนาะအဲ့ဒါဆိုလို့ရှိရင်ဒီနေ့ကတော့ဖြည့်တတ်ရမယ်နေ့ကလေးဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာဆိုလို့ရှိရင် run should be ichiban ပေါ့နော် ichiban နံပါတ်1မှာဆိုလို့ရှိရင်သပင်3ချောင်းနဲ့ကောက်လေးကနေပြီးတော့သူ့လက်လေးနဲ့ထိကင်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ခိုရဲဝါဇက်ချီdas ဒီဟာဒီမဂ္ဂဇင်းဖြစ်ပါတယ်နံပါတ်2မှာကျတော့သူ့လက်တကန်းဟာလေးကိုလှမ်းထိလိုက်မယ်ဆိုရင်လည်းမှီတဲ့နေရာမှာရှိလောက်တဲ့လက်တကန်းဟာလေးကိုညွှန်ပြပြီးပြောတာဖြစ်တဲ့အတွက်ဆိုရဲကိုသုံးမယ်ဆိုရဲဝါ no to das နံပါတ်3မှာကျတော့လက်တကန်းမှာလည်းမဟုတ်ဘူးလမ်းကြိုက်လို့လည်းမမီဘူးအလန်းဟိုလမ်းကွာဝေးတဲ့နေရာလေးမှာရှိနေတာဖြစ်တဲ့အတွက်အာရဲဝါ G-short das ဟုတ်ပြီနော်အဲ့ဒါအချိပန်ကိုကြည့်ကြည့်အောင်အချိပန်ကျတော့သူ့လက်တကန်းမှာရှိတယ်လှမ်းထိရင်လည်းမှီလောက်တဲ့ကွာဝေးဖြစ်တဲ့အတွက်ဆိုရဲဝါ carbon das နော်ဆိုရဲဝါ carbon das နံပါတ်2မှာကျတော့သူ့လက်လေးနဲ့ထိကြိုက်ပြီးပြောတာဖြစ်တဲ့အတွက်ခိုရဲဝါ khaki das ခိုရဲဝါ khaki das ဒီဟာကတော့တော့ဖြစ်ပါတယ်စမ်းမှန်ကြတော့အလန်းဝေးတဲ့နေရာမှာရှိတာဖြစ်တဲ့အတွက်အာရဲဝါ televidas အာရဲဝါ televidas ဟိုကဟာကတော့ TV ဖြစ်ပါတယ်ဟုတ်ပြီနော်အဲဆိုရင်နိဗ္ဗာန်ဆက်သွားရအောင်နိဗ္ဗာန်ကြတော့အောက်ကပုံလေးနဲ့ကြည့်ပြီးတော့ဖြည့်ပေးရမှာမေးခွန်းလေးမေးတယ်ခိုရဲဝါ Hondas ကဆိုတဲ့ခါကျတော့ကြည့်လိုက်တော့ book ဆိုတဲ့အတွက် hi Hondas hi Hondas ဟုတ်ပြီနော်တဲချောနဲ့သုံးပြီးမေးပေးရမယ်တဲ့ဆိုတဲ့ခါကျတော့ခိုရဲဝါတဲချော des ကခိုရဲဝါတဲချော des ကဒီဟာဒီအိတ်ဆောင်မတ်စုစာအုပ်လားဆိုတဲ့ခါကျတော့ book စာအုပ်ဆိုတဲ့အတွက် e ရဲ့ဟင်အင်း Hondas စာအုပ်ဖြစ်ပါတယ်လို့ပြဖြေပေးရမယ်ဟုတ်ပြီအချိပန်းသွားပြီတိုခဲလို့မေးပေးပါတဲ့ခိုရဲဝါတိုခဲ des ကခိုရဲဝါတိုခဲ des ကဒီဟာဒီနိုင်လားဆိုတော့ပုံလေးကိုကြည့်လိုက်တော့လေနိုင်ဟုတ်နေတာဖြစ်တဲ့အတွက် hiတိုခဲ das hi တိုခဲ das နောက်တစ်ခုနိဗ္ဗာန်နိဗ္ဗာန်ဟိုကကြတော့ရာဂျီယိုလို့မေးပေးပါတဲ့ခိုရဲဝါရာဂျီယိုဒက်စကာခိုရဲဝါရာဂျီယိုဒက်စကာဒီဟာဒီရေဒီယိုလားဆိုတော့ကြည့်လိုက်တော့မဟုတ်ဘူးကင်မရာဆိုတဲ့အတွက်ညင်းပြီး e ရဲ့ကင်မရာဒက်စ် e ရဲ့ကင်မရာဒက်စ်ဟေးအေးကင်မရာဖြစ်ပါတယ်ဟုတ်ပြီနော်နံပါတ်3ကြည့်အောင် episode လို့မေးပေးပါတဲ့ခိုရဲဝါ episode ဒက်စကာခိုရဲဝါepisode ကဒီဟာဒီခဲတယ်ဟုတ်ပါသလားတဲ့ဆိုတဲ့ခါကျတော့ကြည့်လိုက်မယ်ခဲတယ်မဟုတ်ဘူးသူကခဲသားဘောပဲခဲဆန်ဘောပဲဟုတ်ပြီနော်ဆိုတဲ့ခါကျတော့သူမေးထားတာမဟုတ်တဲ့အတွက်ညင်းပြီး e ရဲ့ရှာပူပန်ရှိရူဒတ် e ရဲ့ရှာပူပန်ရှိရူဒတ် e ရဲ့ရှာပူပန်ရှိရူဒတ်ဟင်အင်းခဲသားဘောပဲဖြစ်ပါတယ်ဟုတ်ပြီနော်ရုံးမှန်ကြည့်အောင် isu ကလည်းထိုင်နဲ့သုံးပြီးမေးပေးပါတဲ့ခိုရဲဝါ isu das ကခိုရဲဝါ isu das ကဒီဟာဒီထိုင်ကုန်လားဆိုတော့ကြည့်လိုက်တော့ထိုင်ကုန်ဟုတ်တယ်ဆိုတော့မှန်နေတာဖြစ်တဲ့အတွက်ထောက်ခံမယ် hi isu das ဟုတ်ကဲ့ထိုင်ကုန်ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့မနာဆန်မှန်ကြလားမသိဘူးနော်ဟုတ်ပြီနောက်တစ်ခုစမ်းမှန်ကြတော့အများလေးပေါ်ထိုးထားဖြစ်တဲ့အတွက်ပေါ်ကပုံလေးကိုကြည့်ပြီးဖြည့်ပေးရမှာပေါ့နော်ခိုရဲဝါ nandas ကဒီဟာဒီဘာဖြစ်ပါသလဲဆိုတော့ကြည့်လိုက်တော့ book ဆိုတဲ့အတွက် hondas ဟုတ်ပြီနော်အချိပါမေးပြီးခိုရဲဝါ nandas ကကြည့်လိုက်တော့နိုင်ဆိုတော့ tokedas နေပါဦးကြည့်မယ်ခိုရဲဝါ nandas က cameladas ကင်မရာဖြစ်ပါတယ်ဇမ်မန်ကိုကြည့်မယ်ခိုရဲဝါနန်ဒတ်ကဒီဟာဒီဘာဖြစ်ပါသလဲရှာပူပန်ရှိရူဒတ်ခဲတာဘောဘေဖြစ်ပါတယ်ရုံးမန်ကိုကြည့်ပြီးခိုရဲဝါနန်ဒတ်ကကြည့်လိုက်တော့ကလတ်ထိုင်ဆိုတဲ့အတွက် isu das ဟုတ်ပြီနော်အရရှိပြောတဲ့ထဲမှာကင်မရာကြံခဲ့လားမသိဘူးနော်ခိုရဲဝါနန်ဒတ်က
camera does camera ဖြစ်ပါတယ်ဟုတ်ပြီနော်လွယ်တယ်နော်ဟုတ်ပြီရုံးမှန်ကြတော့နှစ်ခုတည်းကဘယ်တစ်ခုလဲဆိုပြီးတော့မေးတဲ့ဟာကိုဇဝေဇဝါပေါ့နော်မသိမချဖြစ်နေတဲ့ဟာသိချတော့မေးမယ်ခိုးတယ်ဝါရှာပူပန်ရှိရူဒက်စကဘိုရူပန်ဒက်စကခိုးတယ်ဝါရှာပူပန်ရှိရူဒက်စကဘိုရူပန်ဒက်စကဆိုတဲ့အခါကျတော့ရှာပူပန်ရှိဘိုရူပန်လို့ဖြေရမှာဖြစ်တဲ့အတွက်ဘိုရူပန်ဒက်စ်ဟုတ်ပြီအချိပန်ခိုးတယ်ဝါဟွန်ဒက်စကဇက်ရှိတက်စကဒီဟာဒီစာအုပ်လားမဂ္ဂဇင်းစာဆောင်လားဆိုတော့ဟွန်နဲ့ဖြည့်ပေးပါဆိုတော့ Hondas စာအုပ်ဖြစ်ပါတယ်နိဗန်ခိုရဲဝါ e-desk က redesk ကဒီဟာက e လား re လားဆိုတော့ readers ဟုတ်ပြီနော်တချို့လေးရေးတာ e နဲ့ read နဲ့မကွဲလို့မလို့သူကမသိစားလို့မေးတာဖြစ်မှာပေါ့နော်နောက်တစ်ခုအားကြတော့စမ်းပန်ခိုရဲဝါichi desk ကနာနာ desk ကဒီဟာက1လား9လားတဲ့ဆိုတဲ့အခါကျတော့နာနာ desk 9ဖြစ်ပါတယ်တဲ့เนาะမတဲခွဲလို့မေးတာပါဟုတ်ပြီရောမန်ခိုရဲဝါရှိ desk ကစွတ် desk ကခိုရဲဝါရှိ desk ကစွတ် desk ကဆိုတဲ့အခါကျတော့အဲ့ဒါရှိလားစွတ်လားအဲ့ဒါရှိလားစွတ်လားနာဆန်တို့ကွဲကြလာတော့ရှိရဲ့ဘစ်စစ်မှာရေးပြတဲ့ဟာလေးကိုစဉ်းစားကြည့်ပြီးတော့ဖြေထားတာကွဲလားဒီမှာဒီသူရေးထားတဲ့ဟာလေးဒီအောက်ကနေအပေါ်ဆွဲထားဖြစ်တဲ့အတွက်ရှိနော် she does ဟုတ်ပြီနော်စွတ်ကကြတော့ဘယ်ရလဲအပေါ်ကနေအောက်ကိုဆွဲမှာနော်နာဆန်တို့အဲ့ဒါကိုရှိလို့ထင်လိုက်လားစွတ်လို့ထင်လိုက်လားပေါ့နော်ရှိနဲ့စွတ်နဲ့ကွဲတယ်နော်အဲ့ဒါလေးကရှိလေးဖြစ်ပါတယ်ပေါ့နော် she does hi နာဆန်အားလုံးပဲဖြေထားကြတာအကုန်မှန်ကြလားမသိဘူးเนาะအကုန်မှန်တယ်ဆိုလို့ရှိရင်တော့နာဆန်တို့ရမ်းတော်ပါတယ်ချီကျူးပါတယ်ရှင်နောက်နေ့မှာဂရမာအသစ်တင်တဲ့တူထပ်ပြီးတော့တင်ပေးဦးမှာဖြစ်ပါတယ်ရှင်အားလုံးပဲဆက်ပြီးတော့စူးစမ်းပေးကြပါဦးလို့လည်းတောင်းဆိုပါတယ် hi နာဆန်မတနဲ့